အိမ်မှာစိုက်ထားတဲ့ cherry tomato လေးတွေနဲ့ပဇွန်ခရမ်းချင်သည့်ချက်စားကြမယ်။စောင်းဒီပင်လေးကိုစိုက်ထားတာက2025မိုးရာသီလောက်တည်းကစားစိုက်တာပေါ့နော်။ဆိုတော့သူက6လ9လတက်တန်းလောက်တော့ရှိပြီပေါ့။ဒါဒုတိယအတုပ်ပါပထမအတုပ်ကတီးပြီးသွားပြီပေါ့နော်။ဆိုတော့ချက်မယ်ဆိုတော့အရင်ဦးဆုံးချစ်သွန်ဖြူနဲ့ခရမ်းချင်သည့်လေးတွေကို prepare လုပ်ထားပါမယ်။စောင်းဆက်နေတော့မလုပ်တော့ဘူးပေါ့နော်။မြန်ကြေးလွယ်အောင်တော့စိတ်ကလေးတွေတော့အကုန်လုံးလှိထားလိုက်တယ်ပေါ့နော်။ပြီးရင်တော့ချစ်သွန်ဖြူနွင်းနဲ့မြုပ်သည့်အစိမ်းမုတ်ကိုကြက်သွားတဲ့အထိစီတက်ထားလိုက်ပါမယ်။ပြီးရင်တော့ခရမ်းချင်သည့်လေးထည့်ပြီးတော့ဒီရေထည့်မယ်ဇွန်လေးနဲ့ပဲလိုက်ချိပေးမယ်ပေါ့နော်။ပြီးရင်ငပြားလေးနည်းနည်းပေါက်ပြီးတော့ခရမ်းချင်သည့်လေးတွေကြက်လာပြီဆိုရင်ပဇွန်စားထည့်ပါမယ်။ဆောင်းကအနှစ်များများလေးနဲ့စားခြင်းတော့ရေးလေးထည့်ပါမယ်။ပြီးရင်တော့ငရုတ်သီးစိမ်းလေးကိုကိုစားနိုင်တဲ့လောက်ကကြီးလေးနဲ့ညှက်ပြီးတော့ချက်တက်ထိဖုံအုပ်ထားလိုက်ပါမယ်။နည်းနည်းကြာရင်တော့ရတာလေးမြည်စမ်းကြည့်ပြီးတော့အငန်လို့ရှိရင်ငါပြားလေးထည့်မယ်ပေါ့နော်။ပြီးရင်တော့ကိုလိုချင်တဲ့အနေထားလေးရောက်ရင်တော့မီးလေးတက်ပြီးတော့စားလို့ရပါပြီ။ဒါလေးကတော့ဆောင်းမချက်တက်နဲ့စမ်းပြီးတော့ချက်ထားတဲ့ပဇွန်ခန်းချစ်သည့်ချက်လေးပါ။ခုတော့ထမင်းစားလိုက်ပါဦးမယ်။အားလုံးပဲတတာ